GNA မှာခေပတ်လူပွဲထိုးရတော့မယ်ပြည်တွင်းဖြစ်မြန်မာ MMA ဖိုင်နာကြော်ခန့်ဝင်ဗီယက်နမ်နိုင်ငံခြေဆိုင်ဗီယက်နမ်ရိုးရာအသွင်ပြင်းတဲ့နိုင်ငံတကာဖိုင်နာတွေကိုခေါ်ယူကာပြိုင်ပွဲတွေကျင်းပနေတဲ့ GNA Promotion မှာတော့လာမယ့်8လပိုင်း2ရက်နေ့မှာမြန်မာဖိုင်နာတယောက်ပွဲပါဝင်လာပါတယ်ဗျဘယ်သူလဲဆိုတာတော့ပရိသတ်တို့သိကြမယ်လို့ထင်ပါတယ်ဗျသူကတော့ကြော်ခန့်ဝင်ပါကြော်ခန့်ဝင်းဟာ GNA မှာထပ်မဆုံးထိုးခဲ့ရတဲ့ပွဲမှာကွာတာဖိုင်နယ်အဆင့်ကနေဝင်ရောက်ထိုးတက်ခဲ့တဲ့ပွဲမှာအနိုင်ပွဲရခဲ့လို့ကျွန်တော်အထင်ဆီမီဖိုင်နယ်ကိုဆက်ထိုးရပြီးနိုင်ပွဲရမှဖိုင်နယ်ပွဲလို့ထိုးရမယ်လို့ထင်ထားခဲ့မိပါတဲ့အမှန်တကယ်လဲဒီလိုပဲတဆင်ချင်းသွားရတာပြိုင်ပွဲတိုင်းရဲ့တဘာဝလို့ပြောရမှာပါဗျဒါပေမဲ့လို့အခုချိန်မှာတော့ကြော်ခန့်ဝင်းဟာ8လပိုင်း2ရက်နေ့မှာတော့ဖိုင်နယ်ခေပတ်လူပွဲကိုတိုက်ရိုက်ထိုးတက်ခွင့်ရရှိလို့ထားခဲ့ပါပြီအကြောင်းကတော့ကြော်ခန့်ဝင်းထိုးတက်တဲ့ဝေတန်းမှာကဖိုင်နာ9ယောက်ရှိတယ်လို့ဆိုပါတယ်ဖိုင်နာ9ယောက်ရှိတဲ့ထဲမှာတခြားဖိုင်နာ2ယောက်ကအကြောင်းမျိုးကြောင့်ဝင်ရောက်ရှင်ပြိုင်မထိုးတက်တော့ပဲပြိုင်ပွဲကနှုတ်ထွက်သွားတယ်လို့ဆိုပါတယ်ဗျနှုတ်ထွက်သွားတဲ့ဖိုင်နာ2ယောက်ကလည်းမြန်မာနိုင်ငံကဖိုင်နာ2ယောက်လို့ဆိုပါတယ်ဒါကြောင့်သူတို့ဝတ်တန်းမှာဖိုင်နာက3ယောက်ပဲကျန်တော့လို့ကြောက်ခန့်ဝင်းကလည်းနိုင်ပွဲရထားတဲ့အတွက်ခေပတ်လူပွဲဖြစ်ထိုးရမယ်အကြောင်းကဖန်လာပြီးခွင့်ရေးတစ်ခုရလိုက်တာပါသူနဲ့ခေပတ်လူပွဲထိုးရမယ့်ဖိုင်နာကတော့ဝါရင်ဖိုင်နာတယောက်လို့လည်းသိရပါတယ်ဝါရင်ဆရာကြီးဖိုင်နာကတော့ခုံပေါ်ကနေထိုင်ဆောင်နေပြီလို့လည်းဟာတာနောလို့ပြောဆိုခဲ့ပါတယ်ဗျဘာပဲဖြစ်ဖြစ်ရခဲ့တဲ့အခွင့်အရေးမျိုးမှုကြော်ခန့်ဝင်းအနေနဲ့အကောင်းဆုံးလက်စွမ်းပြပြီးအနိုင်ယူနိုင်မယ်လို့ယုံကြည်ပါတယ်ဗျအကောင်းမွန်တည်တတ်တဲ့စွမ်းဆောင်ရည်တွေနဲ့အတူပထမဆုံး GNA ရဲ့ခေပတ်ပိုင်ရှင်မြန်မာဖိုင်နာတယောက်ဖြစ်လာပါစေဗျမြန်မာလက်ဝဲရဲ့ဂုဏ်ကိုလည်းဆက်လက်မြင့်တင်ပေးနိုင်ပါစေပရိသတ်ကြီးတို့လည်းကြော်ခန့်ဝင်းကိုဝင်းရအားပေးကြပါဦးဗျမြန်မာဂုဏ်ကိုဆောင်နေတဲ့နောက်ထပ်ဖိုင်နာတယောက်ဖြစ်လို့စောင့်ကြည့်ဝင်းရပေးကြပါဗျခေပတ်ထမ်းလို့ပြည်မြန်မာကိုဝင်းကြွားစွာပြန်လာနိုင်ပါစေမိတ်အိမ်မြန်မာ MMA ဖိုင်နာကြော်ခန့်ဝင်းရေ